အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လူတိုင်းအတူယူသွင်းတဲ့လေဟုံစီးရန်လင်းယုံရာစာဆိုတဲ့လင်းယုံကြောင်းကိုပဲပြောပြမှာဖြစ်ပါတယ်လင်းယုံကိုကျွန်တော်တို့တွေမြင်လိုက်ယုံနေနဲ့ရင်ထဲမှာအမှန်ပြည့်လာတယ်လို့ခံစားရပါတယ်အထီးကျန်ဆန်စွာနဲ့ခန့်ညားထဲဝါပြီးမကြောက်မြွယ်လေဟုံစီးပြန်တန်းနေတဲ့လေယုံငတ်တွေရဲ့ပုံရိပ်ကလေယုံရဲ့လွတ်လပ်ခြင်းခုံအားကြီးခြင်းနဲ့ရဲစွမ်းတတိတွေရဲ့ပြရုပ်တစ်ခုပါပဲလေယုံရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံလေယုံတွေဟာကမ္ဘာပေါ်မှာအင်အားကြီးဆုံးနဲ့အရွယ်အစားအကြီးဆုံးငတ်မျိုးတွေထဲမှာပါဝင်ပါတယ်သူတို့ရဲ့ကြီးမားတဲ့ကိုလုံးကုံပေါ့ကျယ်ပြန့်တဲ့အတောင်ပံတွေနဲ့ထက်မြက်ပြီးကောက်ခွေးနေတဲ့နှုတ်တီးတွေကအမဲလိုက်ရမှာအကောင်းဆုံးဖြစ်အောင်ဖန်တီးထားပါတယ်အမြင်အာရုံတွေကလည်းလူသားတဲ့ချစ်စားလောက်ပိုကောင်းတယ်လို့ဆိုကြပြီးအမြင့်ပင်ပေါင်းများစွာကနေမြေပြင်ပေါ်ကသားကောင်ငယ်လေးတွေကိုအလွယ်တကူမြင်နိုင်ပါတယ်လေယုံတို့ရဲ့ရှေ့သက်တွေကလည်းရှွန်ထက်ပြီးတန်မာလာတာမို့ဖမ်းထားတဲ့သားကောင်ကိုအမိအယချုပ်ကင်ထားနိုင်ကြပါတယ်လေယုံရဲ့အမဲလိုက်ခြင်းနဲ့အစာစားခြင်းတွေဟာလေယုံဟာအမဲလိုက်ရာမှာကျွမ်းကျင်တဲ့မုတ်ဆိုတူးလိုပါပဲအမြင့်ဆုံးကောင်းကင်ရမှာနာယီပေါင်းများစွာပြန်ဝဲရင်သားကောင်ကိုရှာဖွေကြပါတယ်သားကောင်ကိုတွေ့တာနဲ့အချိန်အပြည့်နဲ့ငုံဆိုင်ချပြီးရှက်ရှင်းဖမ်းဆုပ်ပါတယ်သူတို့ရဲ့အဓိကအစားအစာတွေကတော့ငါးယုံငွေကြွက်နဲ့အခြားငှက်ငယ်လေးတွေဖြစ်ပါတယ်တခါတလေကျတော့သူတို့ထက်အစပေါင်းများစွာကြီးမားတဲ့သားကောင်ကြီးတွေကိုပါအုပ်စုဖွဲ့ပြီးတော့တိုက်ခတ်လိချိကြပါတယ်လေယုံတွေရဲ့ဘဝနေထိုင်မှုပုံစံတွေဟာတစ်ပင်ကြီးတွေရဲ့အမြင့်ဆုံးကိုင်းတွေတောင်ဆောင်တွေနဲ့လူတွေရဲ့ရောက်ချိနိုင်ခြင်းမရှိတဲ့နေရာတွေမှာအသက်ပြုလို့ရှိပါတယ်လင်းယုံတွေကအတိုက်တစ်ခုကိုနှစ်ပေါင်းများစွာအသုံးပြုပြီးလိုအပ်တယ်လို့ပြန်လဲပြင်ဆင်လိရှိကြပါတယ်လင်းယုံအများစုဟာတသက်လုံးအဖို့တူးတဲ့နဲ့ပဲနေထိုင်ကြတဲ့သစ္စာရှိတဲ့ငှက်မျိုးနွယ်တစ်ခုလည်းဖြစ်ကြပါတယ်လင်းယုံကဟာသူ့ရဲ့ကြန့်ခိုင်မှုနဲ့ခန့်ညားထဲဝါမှုလင်းယုံရဲ့လွတ်လပ်မှုနဲ့ရဲစွမ်းမှုတွေကြောင့်နိုင်ငံအများပြားရဲ့နိုင်ငံအမတ်တစိမ့်အလံတွေမှာလည်းပါလိရှိကြပါတယ်အမေရိကန်နိုင်ငံဆိုရင်လင်းယုံရဲ့အမတ်တစိမ့်ကိုဖန်ရှိတဲ့နိုင်ငံတွေကနိုင်ငံကြီးတစ်ခုဖြစ်ပါတယ်ဒါအပြင်ဒါနာယီပုံပြင်များစွာထဲမှာလည်းခွန်အားကြီးတဲ့သူရဲကောင်းတဦးအဖြစ်ရင်ညို့ဖော်ပြကြပါတယ်ဒါကြောင့်လင်းယုံဟာတမ္မာငှက်တကောင်ထက်ပိုပြီးလူသားတို့ရဲ့စိတ်တက်ကိုလို့စော်ပေးနိုင်တဲ့လေးစားစရာတတော်ဟာကျွန်တော်တို့တွေအတူယူသိစရာတတော်ဟာတကောင်အဖြစ်ရက်တည်နေတာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်လင်းယုံရဲ့အကြောင်းကိုအကုန်လုံးသိကြပြီဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းလင်းယုံလို့အတူယူကြရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ